sao Nó có nghe là bạn em biết chú Ada 4 channel này làပြန်လဲပြကြိုလိုက်ပါအဲ့တော့ Ada 4ကနေဒီနေ့ပေးသွားမယ်မောင်းပွဲလေးကတော့ Criminal ရဲ့ document ရဲ့ရှိမယ် Kagura ရဲ့ Grigia Sagario ရဲ့ရှိမယ် Kappa ရဲ့ Sepa ရဲ့ရှိမယ်အဲ့တော့နေပြီပဲနဲ့ခုချိန်စသွားလိုက်ကြအောင်ပထမဆုံးပွဲနေ Criminal ရဲ့ document ရဲ့စားမယ်ပွဲအဲ့ပွဲက9နိုင်ပွဲမှာစားမှာဗျာအဲ့ပွဲလေးကိုတော့ကျွန်တော်ဘိုးကနေပြီးဆွန်သားအောင်3လုံးကို35ပေးထားပါတယ်အဲ့တော့ဘိုးပေါ်နဲ့ဆွန်သားကြည့်ရမယ်အဲ့နောက်ပွဲတော့ Kagura ရဲ့ Grigia Sagario ရဲ့ပါဗျာအဲ့ပွဲကိုလည်းဂိုးပေါ်နဲ့ပဲငါ့ဟိုကစိတ်ကူးထားရတယ်ကျွန်တော်လည်းဒီမှာနှလုံးကို40ကြီးပေးရဆိုဂိုးပေါ်မှာဆိုရင်တော့ AC ပဲသွားပြီးကြည့်နေလို့ရပါတယ်နောက်ဆုံးပွဲကတော့ body ကပ်ပါရဲ့စေပါကိုကပ်ပါ level ဆိုရင်60ရှုံးမယ်အဲ့တော့ကြောင့်မလို့ကျွန်တော် AC ပဲကပ်ပါကို body လေးပဲတိုင်ဆော့ထားမယ်အားလုံးပဲယနေ့ညမှာဝယ်ကောင်းလေးရှိအောင်လို့ကျွန်တော်တို့ description မှာပေးထားတဲ့ Telegram channel နဲ့Viber နဲ့ရနေပြီးကျွန်တော်တို့ရဲ့မန်မာကိုဝင်ရောက်ပြီးတော့စမ်းပြီးတော့ဆက်သွယ်လို့ရပါတယ်အားလုံးကိုပဲကျေးဇူးတင်ပါတယ်ပြန်ပြီးဆုံလေးကြပါမယ် bye bye